ဒီကိုဟာယော်နယ်ဒိုကိုဘယ်သူမှတားဆီးလို့မရဘူးဆိုတာသက်သေပြနေပါတယ်ပေါ်တူဂီအသင်းတိုက်စစ်ဆင်လာချိန်မှာယော်နယ်ဒိုဟာကစားကွက်စတင်ဖို့ကွင်းလယ်အထိဆင်းလာခဲ့ပါတယ်သူဟာဘောလုံးကိုမော်တင်ဟိုစီပေးပို့လိုက်တာနဲ့တပြိုင်နက်ချက်ချင်းလှည့်ပြီးအချိန်ပြည့်နဲ့ရှေ့ကိုပြေးထွက်သွားပါတော့တယ်မော်တင်ဟိုကကွင်းလယ်ကနေဘောလုံးကိုထိန်းပြီးနာနီရှိရာဘေးတိုက်ကိုအမြန်ပေးပို့လိုက်ပါတယ်အဲ့ဒီပေးပို့မှုရောက်မသွားခင်မှာတင်ယော်နယ်ဒိုဟာသူ့ရဲ့ရင်မြန်လာတဲ့အချိန်ကိုအသုံးချပြီးနောက်ခံလူတွေရဲ့နောက်ဘက်ကိုရောက်ရှိနေပြီဖြစ်ပါတယ်နာနီဘောလုံးမရခင်မှာတင်ယော်နယ်ဒိုဟာသူ့ဘောလုံးလိုချင်တဲ့နေရာကိုအတိအကျလက်ညှိုးထိုးပြနေတာကိုသတိထားကြည့်လိုက်ပါသူဟာဘောလုံးပေးပို့မှုလမ်းကြောင်းပွင့်သွားအောင်ဘေးဘက်ကိုအနှဲငယ်ကွေးပြီးပြေးထွက်သွားခဲ့တာပါနာနီကနောက်ခံလူတွေကြားထဲကနေအကွက်ကြကြပေးပို့လိုက်တဲ့အခါမှာတော့ယော်နယ်ဒိုဟာကိုးသမားနဲ့ထိတ်တိုက်တွေ့ဖို့လမ်းကြောင်းပွင့်သွားပါတော့တယ်ဒီလိုအနေအထားမှာကစားသမားအများစုဟာကိုးသွင်းဖို့အလောတကြီးလှုပ်တက်ကြပေမဲ့ယော်နယ်ဒိုကတော့လုံးဝတည်ငြိမ်နေခဲ့ပါတယ်သူဟာညာခြေကိုအားပြုပြီးပကြေကိုနောက်ကိုလွှဲလိုက်ရာကိုးပေါက်ရဲ့ပွင့်နေတဲ့ဘက်ကိုပကြေနဲ့ကန်တော့မဲ့ပုံစံဖမ်းလိုက်ပါတယ်ဒါပေမဲ့ဒါဟာထောင်ချောက်တစ်ခုပါပဲယော်နယ်ဒိုဟာကိုးကန်သွင်းမဲ့အစားဘောလုံးကိုနောက်ခံလူရဲ့ရှေ့ကနေအသာလေးပြန်ဆွဲလှည့်လိုက်ပါတယ်နောက်ခံလူကရက်ပြီးလှည့်ဖို့စူးစမ်းချိန်မှာတော့ခြေချော်ပြီးလဲကျသွားခဲ့ရပါတယ်အခုတော့နေရာလွတ်ရသွားပြီဖြစ်တဲ့အတွက်ယော်နယ်ဒိုဟာနောက်ထပ်တစ်ချက်ထိန်းလိုက်ပြီးဂိုးသမားကိုပါအာယုံလွှဲလိုက်ပါတယ်ဂိုးသမားကအဝေးတိုင်ဘက်ကိုကံမယ်လို့ထင်မှတ်ထားချိန်မှာတော့ယော်နယ်ဒိုကအနီးတိုင်ဘက်ကိုအပိုင်ကန်သွင်းပြီးအဆုံးသက်ပြသွားခဲ့တာပဲဖြစ်ပါတယ်